င်္ဂလာပါကျွန်တော်ဒီနေ့ဘာကြောင့်ပြောမလဲဆိုတော့ကျွန်တော်ခါလီအမေးခံရတယ်ပေါ့နော်အဲ့ဒီတွေကပဲဖြစ်ဖြစ်ရှာခါလီရက်လည်းအရင်တိကျင်လို့မိတာပဲဖြစ်လို့အနေနဲ့လည်းseriously မဟုတ်ပဲねဒီတိုင်းပဲပုံမှန်အဖြစ်မိရလူတွေရှိရပါတော့reference manager ဖြစ်အောင် FIM manager ဖြစ်အောင်ဘယ်လိုလုပ်အောင်လဲပေါ့ကျွန်တော်တော့formal မဟုတ်ပဲねပေါ့နော်ဒီတိုင်းပဲဖြည့်လိုက်တာတခါရက်လို့ချင်းလည်းစာရင်းနောက်ပြီးပြန်ဖြည့်လိုက်တာပေါ့နော်တကယ်ပြန်ဖြည့်ရမယ်ဆိုလို့ချင်းဒီချက်ချာဘယ်လိုလုပ်အောင်လဲဆိုလို့ပြန်စဉ်းစားကြည့်ရင်တော့သိကြပါတယ်ကျွန်တော်တို့ကဒီဘာပဲဖြစ်ဖြစ်အလုပ်တစ်ခုမှာကိုက management level ရောက်လာပြီဆိုတော့ဒီနေ့တက်ဆိုင်တဲ့လုပ်ငန်းတွေပြီးတော့ knowledge ပေါ့နော် FME ဆိုလို့ရှိရင်လည်း FME knowledge တွေကတော့တေချာပေါ့လုံးဝ strong ဖြစ်နေရမှာเนาะ deep knowledge ဖြစ်နေရမှာလုံးဝ strong ဖြစ်နေရမှာဒါတော့အရေးကြီးတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဖြစ်လို့မရဘူးလားဆိုတော့လည်းအဲ့လိုမျိုးလည်းရတော့ရတယ်ပေါ့နော်ကျွန်တော်တို့က reference manager FME manager ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးရှိတာပေါ့နော် restaurant ဆိုလို့ရှိရင်ကျွန်တော် fine dining လားဒီ casual dining ပဲလား restaurant ပဲလားဘာလားအဲ့ဒီမှာမူတည်ပြီးတော့မှကျွန်တော်တို့အများကြီးกว่าတာပေါ့နော်တချို့ဒီ hotel မှာရှိတဲ့ 5 star အားရ hotel မှာရှိတဲ့ restaurant တွေမှာ Michelin star မှာ star restaurant တွေဆိုဒါဆိုလို့ရှိရင်တော့တွားလုပ်ချင်တိုင်းတွားလုပ်လို့မရဘူးပေါ့နော်ပုံမှန်အပြင်ကျွန်တော်တို့အခုလုပ်နေတဲ့ casual dining လိုမျိုးဆိုလို့ရှိရင်တော့ FME knowledge တွေတီးဖို့လိုအပ်တယ်ဒါပေမဲ့ကျွန်တော်တို့ကရောင်းတာကဒီ team restaurant လို့ပြောအောင်ပေါ့နော်အခုကျွန်တော်ကအဓိကဒီစားသောက်တစ်မျိုးတွေစားသောက်တစ်မျိုးတော့ပဲအဓိကထားပြီးတော့မှရောင်းထားတာဖြစ်တဲ့အတွက်ဒီ FME knowledge တွေ FME ဒီ food and beverage knowledge တွေအများကြီးတည်နေကြမလို့ service sequence တွေအများကြီးတည်ကြမလို့ကျွန်တော်တို့ပေးတဲ့ service တွေကလည်းလုံးဝ fine dining service ကိုပေးတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ customer service စတဲ့လောက်ပဲရှိပဲဆိုတော့ဒီလို restaurant မျိုးဆိုလို့ရှိရင်တော့အများကြီးတည်ဖို့မလိုဘူးပေါ့နော်တည်ထားလို့ရှိရင်တော့လည်းပို့ပြီးတော့ကောင်းတာပေါ့ဒီဒါတော့ဆိုလို့ရှိရင်ကိုကနဲ့ကိုနဲ့တူလုပ်တဲ့လူတွေကိုပြန် sharing လုပ်ပေးတာပဲဖြစ်ဖြစ်ဟိုကတည်ထားရင်တော့အများကြီးပို့ကောင်းတော့ဒါပေမဲ့အဲ့လိုမျိုး restaurant တွေကြောင်းအများကြီးတည်ထားစရာမလိုပဲနဲ့အဓိကတော့ကျွန်တော်တို့မှာ soft skill တွေပဲလိုတော့မှာပေါ့နော်ကျွန်တော်တို့ language ပိုင်းတို့ communication ပိုင်းတို့ leadership တို့ management ပိုင်းအဲ့လိုမျိုးဥစ္စာတွေရှိလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ team restaurant တို့အဲ့လို casual dining တွေအဲ့လိုပုံမှန် restaurant တွေကတော့ FME knowledge အများကြီးမရှိလဲလုပ်လို့ရတယ်ပေါ့နော်ဟိုမှာဒီ reference ကိုတခြားလေ့လာမယ်ဆိုလို့ရှိရင်ကိုယ်မှာအဲ့လို soft skill တွေရှိတယ် confidence skill တွေရှိတယ်အဲ့လိုမျိုးတွေဟို soft skill တွေရှိနေပြီး communication ကောင်းတယ်ဆိုလို့ရှိရင်ခဏလေးနဲ့ပြန်လုပ်လို့ရတာပေါ့နော် manager လုပ်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဘားတွေမှာဘား manager ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cocktail တွေစိုက်ရတယ် menu FME manager ဆိုလည်း menu တွေဆွဲရမယ်ဒါမျိုးတွေကြတော့လေဒါအခြေခံနေစပြီးတော့မှလိလာစရာအများကြီးရှိတာပေါ့နော်ကျွန်တော်တို့ဒီမှာကျတော့ကျွန်တော်တို့ menu တွေဆွဲစရာမလိုဘူးရှိပြီးသားကျွန်တော်တို့ menu တစ်မျိုးပဲ team restaurant ဖြစ်တဲ့အနေနဲ့ဘာကိုပဲကျွန်တော်တို့ကဒါကိုပဲရောင်းချနေတာဖြစ်တဲ့အတွက်ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်တော့ကျွန်တော် hotel မှာလုပ်တယ်ကျွန်တော် FME knowledge တွေတက်နိုင်များလေ့လာတယ်ကောက်ထေးတွေပါတယ်နည်းလေ့လာတယ်အခုဆိုလို့ရှိရင်တော့နည်းနည်းပြန်ဝေးနေပြီကျွန်တော်ချိုးဟိုက်လည်းမေ့သွားပြီပေါ့နော်အဓိကတော့ဘာပြောချင်တာလဲဆိုတော့အဓိကတော့ကျွန်တော်တို့စိတ်ထဲမှာတော့ဘာရှိလဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာရေးချတာနဲ့ကျွန်တော်တို့ဒီ restaurant မှာကျွန်တော်တို့ပစ္စည်းတွေအများကြီးစံမိုးရှိပစ္စည်းတွေလည်းအများကြီးရှိတယ်အရေးကြီးတဲ့ကိစ္စအရာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်တန်ဖိုးကြီးဆုံးကျွန်တော်တို့အတွက်အရေးကြီးဆုံးပထမဦးဆုံးအရေးကြီးဆုံးကကျွန်တော်တို့ရဲ့လူတွေပဲပေါ့နော်ကျွန်တော်ရဲ့ဝန်ထမ်းတွေကျွန်တော်ရဲ့လုပ်ဖို့အိမ်မက်တွေအားကြောင့်မို့ကျွန်တော်တို့အများတန်းပြောတယ်ကျွန်တော်တို့အလုပ်ထဲမှာဆိုလို့ရှိရင်လည်း safety နဲ့ပတ်သက်ပြီးတော့မှအဆင်မပြေဘူးဆိုလို့ရှိရင်ဥပမာ customer တွေအဲ့တွေကိုအဆင်ပြေနဲ့ချောမွေ့နဲ့ service ပေးနိုင်ဖို့အရေးကြီးတယ် service standard မြင့်ဖို့အရေးကြီးတယ် hygiene တွေအရေးကြီးတယ် customer satisfaction ရဖို့အရေးကြီးတယ်အများတန်းဦးစားပေးချတာပေါ့နော်ကျွန်တော်တို့ restaurant မှာဒါပေမဲ့ဒီတက်ကိုပို့ပြီးအရေးကြီးတာတော့ကျွန်တော်ကောင်းထဲမှာအများတန်းအရေးကြီးတော့ကျွန်တော်တို့တော့ပြီးပဲကျွန်တော်ရဲ့ customer တွေကျွန်တော်ရဲ့ဝန်ထမ်းတွေဒီဟာပို့ပြီးတော့မှအရေးကြီးသူတို့ရဲ့ safety ကပို့ပြီးတော့မှအရေးကြီးတယ်ပေါ့ safety ကြောင့်ကျွန်တော်တို့ဆိုရင်ပြောတယ်လုံးဝလုံးလို့မရဘူးလားဥပမာshop ဖြစ်နေလားဘယ်လိုလုပ်လို့ရမလဲအန်ဒီမရှိလို့ချင်းပိတ်ချတင်ပိတ်ချ plane ပိတ်ချမယ် plane မယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီအတားဖြတ်တဲ့ set တွေရှိတယ်အတားဖြတ်တဲ့ set တွေဆိုလို့ဆိုရင်ဒါဆိုရင်လို့ရှိရင်ခဏလည်းအရင်တော့လည်းဆိုလို့ရှိရင်ထိရနည်းနည်းပါးပါးထိမိတာလေးရှိတယ်ဟိုလိုရှိမိတာမျိုးရှိတယ်အဲ့လိုမျိုးဆိုလို့လည်းခဏလေးများမပြတ်အောင်မထိမိအောင်ယူဆိုင်ရတဲ့အပိုင်းလေးရှိ kitchen ဆိုလို့ရှိရင်တော့အများအားဖြင့်ပေါ့နော်ဓာတ်ထိကြအနည်းဆုံးတော့ဓာတ်တော့ထိကြတယ်ပေါ့ဗျာ kitchen ဆိုလို့ရှိရင်အဲ့လိုမျိုးဆိုလို့ရှိရင်နေရာစပြီးတော့မှလူတွေကအရေးကြီးတယ်ပေါ့နော်လူတွေကအရေးကြီးကျွန်တော်တို့ကပတ်စံတွေကောင်တာထဲမှာပတ်စံတွေအများကြီးရှိတယ်တန်ဖိုးရှိတဲ့ပစ္စည်းတွေအများကြီးရှိတယ်အများကြီးပေါ့နော်အရေးကြီးတာတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အရေးကြီးတာက
ကျွန်တော်တို့ရဲ့လူသားတွေပဲကျွန်တော်တို့ရဲ့ human ပဲအဲဥစ္စာခေါင်းထဲမှာတီးအောင်ဆွဲပြီးတော့မှရှိနေပြီဆိုလို့ရှိရင်တော့အရေးကြီးဆုံးအချက်ပေါ့နော်အဲ့ဒီဥစ္စာမှာခေါင်းထဲမှာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဆွဲတဲ့ policy procedure တွေနော်ကျွန်တော်ရဲ့ procedure တွေ practice လုပ်တဲ့အချိန်မှာတွေအဲ့ဒါတွေကဒီဥစ္စာခေါင်းထဲမှာမဆွဲတော့ကိုယ့်ရဲ့ concern ကအဲ့ဒါကိုချိန်ခံမှုဆိုလို့ရှိရင်တော့customer service 7ရဖို့ကိုယ့်ဝန်ထမ်းနဲ့ order တွေကိုဟိုမှာအချိန်ပိုတွေအများကြီးခိုင်းပြီးလုပ်တာပြီးဒါဆိုလည်းမဟုတ်သေးဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အတွက်ဒီကြီးဆုံးမှာလူလိုက်တဲ့အရေးကြီးဆုံးမှာဒီ concept တစ်ခုလောက်ရှိနေအောင်ပါခင်ဗျာ communication နဲ့ကောင်းပြီဆိုတော့ခင်ဗျားတို့ FME manager ပုံမှန် casual တိုင်းနေမှာဆိုတော့လုပ်လို့ရပြီလို့ဆိုတော့ဒါကတော့ကျွန်တော်အမြင်ပြောတာပါကျွန်တော်မှားရင်လည်းမှားမှာပေါ့နော်အဲ့ဒီကတော့ကျွန်တော်တို့ခြေကတော့ trip ပဲပြီးပေါ့နော်အရေးကြီးဆုံး people ပဲကျွန်တော် people ဆိုလို့ရှိရင်ကျွန်တော်တို့လူတွေအကုန်လုံးပဲ customer တွေလည်းပါတယ်ကျွန်တော်ရဲ့ဝန်ထမ်းတွေပါတယ် supplier တွေလည်းပါတယ် owner တွေလည်းပါတယ်ကျွန်တော်ဒီဥစားရှိတယ် people ပေါ့နော်ပြီးလို့ရှိရင်တော့ profit ပေါ့နော် profit ကိုဦးစားပေးတယ်ကျွန်တော်တို့ profit ဆိုမရရင်လည်းစီးပွားရေးလုပ်တာဖြစ်တဲ့အတွက်လာတာပြီးမှမဟုတ်ဘူးအဲ့တော့ profit အရာကိုရေးကြည့်နောက်တော့ plan နဲ့ပေါ့နော်တဘာပတ်မှကြည့်ဒီနဲ့လိုက်ရောညီထွေအောင်ကိုကြောင့်မို့လို့ပေါ့နော်ပတ်ဝန်းကျင်ဆိုတာတဲ့ဆိုတာဟိုပတ်ဝန်းကျင်တစ်ပင်တွေပဲတော်ပြီပတ်ဝန်းကျင်ဆိုတာကိုကြောင့်ကိုရဲ့ကြောင့်မို့ကိုရဲ့ community ကိုကျွန်တော်တို့ဒီဆိုင်တွေကြောင့်ကိုရဲ့ community ကိုရဲ့လူသားအဖွဲ့အစည်းတို့ဘယ်လိုအကျိုးပြုနိုင်မလဲလူသားအဖွဲ့အစည်းတွေကိုအဲ့လိုပြောပါတော့ကိုရဲ့ပတ်ဝန်းကျင်တွေကိုယုံမပြုတ်ရင်တော့မှကိုကြောင့်မို့လို့ညနာဆုံးရှုံးမှုတွေမဖြစ်အောင်ထိခိုက်ပြည့်စည်မှုတွေမရှိအောင်တော့တတ်နိုင်နေမြအများကြီးတော့ယူဆိုင်ပြီးတော့မှလုပ်တယ်ပေါ့နော်အဓိကတော့အဲ့တော့ဘယ်လိုပဲဖြစ်ပါအဓိကတော့စီးပွားရေးလုပ်ကြမှာပဲဖြစ်ဖြစ် manager တွေပဲဖြစ်ဖြစ် owner ပဲဖြစ် entrepreneur တွေလုပ်ကြမယ်လူတွေပဲဖြစ်ဖြစ်ဒီကိစ္စကတော့ကျွန်တော်တို့ prepare တွေပြောချင် prepare တွေလိုပဲထင်ပါတယ် prepare တွေကျွန်တော်လူသားတွေကတန်ဖိုးရှိဆုံးလူသားတွေကအရေးကြီးဒါဘာနဲ့မှအစားထိုးမြန်တို့ရဲ့ safety တွေအရေးကြီးတယ်အဲ့လိုအခြေခံပြီးတော့မှတို့တို့အတွက်ကောင်းတာတွေဖန်တီးပေးဖို့ opportunity တွေဖန်တီးပေးမယ် growth ပြအောင် train ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီဥစ္စာနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ဒါကောင်းတော့အစပေါ့နော်အဲ့ဒီကနေစရမယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ငါတို့ FME manager လုပ်ရှင် restaurant manager လုပ်ချင်တယ်ဆက်တွေ့လိုက်ပါလို့ကျွန်တော်ထင်ပါတယ်အခုအားလုံးရှိပါတယ် okay ဗျာဒါတော့ပါပဲကျေးဇူးတင်ပါတယ်